မိကလာပါဒီနေ့မှာတော့ကျမဘောလုံးကံမှာဖြစ်ပါတယ်ဒါကတော့ပေါ့နော်ကျမတို့ဘောလုံးကံဖွင့်လုံးနေရလေးပါစီးရတော့ကျမတို့အပင်းပေါ့နော်ကဲကျမတို့ခုကြည့်ပါပြီဆရာရဲ့အောက်မှာဘာတွေကောက်မှလည်းမသိကောက်နေကျမလည်းကြည့်နေရပေါ့နော်အော်နောက်မှမဲနှက်ရပါတော့ဆရာရွေးနေပါတယ်ရွေးနေပါဒါကတော့အပိတ်နဲ့အဖွဲပေါ့နော်ကဲအမေကကျမအမေကလည်းဟိုပါပေါ့နော်စီးခွက်ကျော်ပြီးတော့ဓာတ်ပုံလာရိုက်တယ်လှလှလေးပေါ့နော်ကျမလည်းဆရာကိုမေးကြည့်ရကျမလည်းဟိုပါကျမအမေပြောလိုက်တယ်ပေါ့အမေဒါစီးကိုဝင်နေပြီကဲကျမတို့မဲနှက်ရတော့ပါမယ်ကျမတို့နဲ့လေကျမတို့ကဘလို့မသိဘူးဘာကြလဲသမီးလေကျမတို့ဆရာကဝီရွေးမလဲဆိုတော့ကျမတို့ဟိုဘက်ရွေးလိုက်တယ်ပေါ့နော်ကျမတို့သွားယူပါတယ်ဒါကတော့အရင်ကအားပေးနေကြတဲ့အဖေပေါ့နော်အိုးရရဘာမှမသိအားပေးနေကြရတာပေါ့ကဲကျမလည်းကန်နေပါပြီကဲတော့ပါမယ်ဒါတော့စတော့မယ်ပေါ့ကျမတို့ကျောင်းတိုင်းပဲစစ်ပေါ့နော်ကျမပြီးတော့ကျမတကယ်ချင်းနေကျမရဲ့အဖေတွေအများကြီးပဲကဲကျမအရင်စက်ကန်မှာပဲဖြစ်ပါတယ်ကဲ CFP ဟိုပါ PP မဟုတ်တော့ပါမယ်ကဲဖောက်ပါပြီကျမစိုက်ကြတယ်နောက်လက်မတော့ပဲခွာရပေါ့နော်ကျမလည်းပြေးကနေပေါ့နော်မလူရစီရလူစီကြပြီးတော့အဲ့ဒါမှာပေါ့ဖြစ်သွားပါတယ်ကျမလည်းဟိုဘက်ပြင်သွားအရှိပြင်သွားကန်နေကြပါပြီကဲကျမလည်းအပြေးတယ်မသိဘူးအဲ့ဒါမှာဆိုကျမရဲ့ဟိုပါပေါ့နော်ဂိုးလီပါဆိုပြီးခင်ဖင်လိုက်ပါတယ်ကဲဆိုပြီးခင်ဘိုးဘဝေတော့ကျမလည်းကဲသွားအစပြီးကန်ကြပါတယ်အဲ့အိတ်ခိုက်ပြောတော့ရတော့ပါမယ်ကဲကျမဒါထောက်ကဘောပေါ့နော်အစိမ့်ကြီးကဲကျမအဲ့မှာအကြီးကုန်ဖြစ်ကြတယ်အဲ့မှာအကြီးကုန်ဖြစ်ကြပါတယ်ကဲဒါတော့တို့တွေကန်နေကြတာပေါ့ကျမလည်းညောင်းလာလို့ပေါ့တော့မတက်နိုင်တော့ဘူးကျမလည်းကန်နေကရင်နေပေါ့နော်အဲ့ဒါမှာပဲအမလေးတရားလျှော်လဲရသွားပါတယ်လျှော်လဲတက်သွားပါတယ်ကဲကျမလည်းသွားနေပါတယ်အဲ့ဒါမှာဖားလေးလိုဖမ်းလိုက်တာအောင်မြင်သွားပါတယ်ကျမတို့မကူလိုက်ဘူးပေါ့နော်အဲ့မှာသူကပြန်ဝဲပြစ်တယ်ကဲကျမလည်းကန်နေပေါ့နော်ကျမအမှနိုင်တော့မယ်ဒီနေ့မှရှိမှအဲ့ဒီလိမ္မောအသိနေရပေါ့လောက်လိုက်တာပေါ့နော်ကျမတို့အင်္ဂလာမှာဆိုလို့ရှိရင်အဘောလုံးကအဲ့လိုမဟုတ်ဘူးပေါ့နော်ဘယ်လိုမှလည်းမသိဘူးကျမရောင်ပြီးတော့လက်နဲ့ကန်လိုက်ပါတယ်ကျမပေါ့နော်ရှင်းနဲ့တင်ရတာအားဟောမဖြစ်လို့လက်နဲ့ပဲကန်လိုက်မယ်ဆိုပြီးတော့ကန်လိုက်ပေါ့နော်ကဲအဲ့ဒါမှပဲလိမ္မောမှာအတော်ဆုံးဆက်နေခြင်းကပလီရောကကန်လိုက်ပါတယ်အဲ့ဒီမှာမဖြစ်နိုင်ဘူးပေါ့နော်ဒီမှာကျမလည်းပြန်လုပ်တယ်ကျမကန်ရမှာပေါ့နော်ထောက်ကန်ပေါ့ကဲကျမကန်တော့အဲ့မှာဘယ်လိုအားကဘိုက်သူဘိုက်ဒီလိုပဲဖြစ်နေကြပါတယ်အဲ့မှာကျမလည်း okay စပီကရှပ်လိုက်ပါတယ်ကဲမှာပဲစီးပြကြော်သွားပါတယ်အဲ့မှာကျမပြန်ကန်ရမယ်ဖြစ်သွားပါတယ်ကဲဆိုကျမကန်ပါပြီအိုးအဲ့ဒီလိမ္မောသိကြသွားတယ်အဲ့မှာပြီးအိတ်ခိုက်ပြည့်ကျမလည်းနိုင်ကျမရင်းနေရပေါ့လေကျမမတက်နိုင်တော့လို့ရင်းနေရကဲဘုန်းလာပါတယ်ဒါတော့ကျမတို့အငင်းခံဖြစ်သွားတဲ့နေရာလေးပေါ့နော်ကျမတို့အေးနော်ကျမရဲ့အဖေကလိုက်ဆွဲနေကြကျမလည်းကန်ပါတယ်ကျမအနောက်မှာကျန်ခဲ့ပါတယ်ကလေးလေးနဲ့အတူတူသူတို့ကပါစေအဲ့မှာတကူသွင်းသွားတယ်လိမ္မောလေးတွေကျမအရင်ကိုပေါ့နော်ဘလို့မှလည်းမသိအင်္ဂလိပ်မှာမဟုတ်ဘူးဆိုပြီးတော့အငင်းခေါ်ရဖြစ်သွားခဲ့တယ်ကျမအဲ့ဒါစိတ်ညစ်သွားခဲ့ပါပြီဒါတော့ကျမအနားယူချင်ရေတောက်နေရပါကျမလုံးဝမောနေပြီကျမကတော့မှရွှေတွေပဲဖြစ်နေရတယ်ကျမရေတောက်နေပါတယ်လုံးဝပေါ့နော်အင်္ဂလိပ်မှာယူမဟုတ်ဘူးအဲ့ဒါကျမပထမရတာအခုကသူတို့ပဲနိုင်နေတယ်ဘောလုံးကမတူတော့ပေါ့နော်ကျမတို့အငင်းခေါ်ပြန်ပြကြပါတယ်ဒါတော့ကျမတို့အငင်းခေါ်လုံးကြပါဟိုဘက်ကကျမတို့လုံးနေကြတာဟိုဘက်ကပန်းချမ်းမှာတရားစီးမဲ့လူကြီးခေါင်းစီတစ်ခါမှမပြီးနိုင်တော့ကျမလည်းအိုးအငင်းခေါ်ပြသွားပါတယ်ခေါင်းစီတို့ကမပြီးသေးဘူးအခုဒီပေါ့နော်ကျမတို့ကပြောနေအခုမှပြေကျမတို့တိုးလိုက်သေးတယ်မလေးကျမကလဲသွားပါတယ်ကျမလည်းစိတ်မရှိတော့လို့ပြင်ပါတယ်ဒါကတော့စုဝေးကြတာကျမကတော့အရန်တော်လုံးဝမထွက်ရဘူးပေါ့နော်ကျမတော့မလေးရှိလေးကျင့်နေရပေါ့နော်ဒါတော့ကျမတို့အရင်အားပေးနေတဲ့လူတယောက်ပေါ့နော်ပါမှာတော့ဂုံးစစ်ဖွဲ့တွေပါသူတို့လုံးဝမကပ်ဘူးကျမတို့လုံးဝမရှိဘူးအရှိုးရင်းနဲ့တန်ပြန်ပြီးစားနေကြတာအတော့တဲမှာသူစားကိုစားလည်းညင်းကြပါတယ်ဆရာမကျမတို့တန်းမိုင်ဆရာမလာပြီးပြောပါတယ်ကဲသူတို့ကစားနေကျမဘာမှမစားလိုက်ဘူးကျမကမသိလိုက်ဘူးပေါ့နော်ဒါတော့အားပေးနေကြတာတရားကတော့ပေါ့နော်ဟိုအဖြစ်နေရပေါ့ကဲကျမကန်နေအဲ့မှာရတော့ပဲအရှိမအဲ့ဒီလိမ္မောအသင်းတရားပါကျမလက်နဲ့တူမိသွားပါတယ်ကဲကျမလာပြေးလာပါတယ်အဲ့ဒီမှာတကူပြန်ပွေးနိုင်သွားပါတယ်အဲ့မှာကောင်းဆုံးလူတယောက်ပေါ့နော်အကောင်းဆုံးကောင်းမလေးတယောက်အခုပဲကျမလည်းကျမကူးစားမယ်ကျမကူးစားပြောစပီကလည်းအေးကူးစားဆိုပြီးတော့ကျမပဲကူးစားလိုက်ကျမပဲကိုဘက်ကလည်းကျမပဲဖမ်းတော့ရဆိုပြီးမှနေတာကဲကျမလည်းလာတော့ငါကိုတီးဆိုပြီးအော်နေပါတယ်လာကြီးမိမေလားကဲလာပါဆိုတော့ဘောလို့ကဲမိုက်တယ်မလားကျမဘောလို့ပဲလားကျမကလည်းအဲ့ဒီမှာဘောနော်ဘောလို့ပဲကျမပြစ်ထတယ်ခါလက်ဂိုးဖို့အောင်ဖြစ်သွားတယ်ဗျာသူလဲပြီးတော့ကန်နေပါပြီကဲကျမတို့လူနေကြတာပေါ့နော် Oh my god ဆရာရဲ့ပစုကြိုးကြပါတယ်ကျမတို့လူနေကြအဲ့ဒါစကန်ပါပြီစကန်ကျမတို့ဂိုးဆောင်နေပါတယ်ကျမလည်းပေါ့နော်အိမ်မှာအားမရလို့ဆိုပြီးဒီခါလဲဝေကန်လိုက်တာပေါ့နော်အရင်မိုက်တယ်ကဲကျမလည်းအဲ့မှာလာတာပေါ့နော်ဒီခါလဲတော်သေးကျမဟောပါပေါ့နော်ချင်းတော့ခက်တယ်လို့ခက်လိုက်တာအရင်ကိုအောင်မြင်သွားခဲ့ပါတယ်ကျမအရင်ပြောနေပါတယ်အင်္ဂလိပ်မှာဆိုတော့အဲ့လိုပကံခက်အောင်လေကဲကျမလည်းရှောက်နေတယ်လို့လုံနေကဲအဲ့ဒါမှတကူးတာနော်
အရင်မိုက်သွားပါတယ်ကျမလည်းကျမချီလာမှာဆိုလက်တဲ့လုံးဝမဖက်ဘူးချီလာနဲ့ကတော့နေရပါတော့ကဲအရင်ကအဆေးကြီးအဲ့ဒါမှတကူသေးခဲ့ပါတယ်သူတို့ပဲဂိုးနေရတယ်အေးဘောအင်္ဂလိပ်ဘောနဲ့မှမတူတာကဲဒါတော့ကျမကန်ထက်ပလိုက်ပါတယ်ရှောင်းတဲ့ဘက်ကန်ထက်နေရတယ်မှာအဝေးရောက်သွားတာဂိုးပို့တာဖြစ်တယ်ရောက်တော့ကျမရှောင်းလာသွားတော့လုံးဝကွာထဲဝင်သွားတယ်သူတို့ကျမဘာဖြစ်လဲမသိရှောင်းလာနေအင်္ဂလိပ်မနဲ့မှမတူတာဒီကျမလည်းဘောလုံးကန်ပြီးတော့တစ်တော့မှာပဲအဲ့ဒါမှကျမကလည်းပေါ့နော်လုံးဝရှောင်းလာနေပြီဆိုတော့လေဆီယမလည်းလူလွှဲမလားတဲ့အဲ့ဒါကျမလည်းโอเคလူထဲကောင်းပါရဲ့စပီးလာနည်းနည်းချုပ်ကျမတော့အဲ့ဒီကြွကြဖို့ဖြစ်တယ်ပေါ့နော်အဲ့ခိုက်ပြโอเคသူမဆက်စလူထားနေရကန်ရှိလို့ပေါ့နော်အဲ့မှာသူကနေဒီကျမလည်းအဲ့ဒီချုပ်ပြီးတော့သူ့ပေးလိုက်ပါတယ်ကဲအဲ့မှာကျမပြန်လာခဲ့ပါပြီကျမအရင်မောနေပြီအဲ့ဒါမှကျမကန်လို့ရအောင်ဆိုပြီးတော့ပေါ့နော်သူ့အားပေးခဲ့ပါသေးတယ်ကျမကတနာစရာလေးထိုင်ကြည့်နေရတယ်သူတို့ကန်နေပြီပေါ့နော်အရင်ဘာအဲ့မှာကျမလမ်းမြန်ကြီးစားချင်လို့ခြားကြံ့ရပါတော့အဲ့မှာမရှိတော့ဘူးတဲ့အဲ့ဒါဆင်းနေနေနဲ့ပြန်လာခဲ့ရပါတယ်